ထုံးစံရတော့လူတူတယောက်ကကျွမ်းမဲ့အာဏာပိုင်ဖြစ်လာမှာကိုကာကွယ်ဖို့နည်းလမ်းသုံးသွယ်ရှိပါတယ်အဲ့လိုကျွမ်းမဲ့အာဏာမဖြစ်အောင်လုပ်တဲ့နည်းလမ်းသုံးသွယ်တွေဟာဒီမိုကရေစီအဖွဲ့အစည်းတွေစနစ်တွေနည်းညာတွေပေါ်မူတည်ပါတယ်လူတွေပေါ်မမူတည်ဘဲနဲ့လုပ်ဖို့ဒါပေမဲ့သိကြတဲ့အတိုင်းပဲလက်ရှိလူမှုနိုင်ငံရေးဓလေ့ထုံးစံတွေနဲ့အခြေအနေတွေဟာဗမာပြည်မှာဒီမိုကရေစီဖြစ်ဖို့အလားလာမကောင်းပါဘူးတည်ရှိနေတဲ့နိုင်ငံရေးဓလေ့ထုံးစံတွေဗမာလူမျိုးရဲ့စိတ်နေသဘောထားအရဒီမိုကရေစီနိုင်ငံတော်တည်ထောင်တဲ့အခါမှာအဖွဲ့အစည်းတွေစနစ်တွေကိုအခြေခံတဲ့လူတွေပေါ့အခြေခံမှုပုံများပါလိမ့်မယ်ဘယ်လိုပဲဖြစ်ဖြစ်လေဗမာတွေဟာသူတို့ရှိတာနဲ့စရမှာပါပဲအဲဒီနီလန်သုံးတွေပထမနေ့ကတော့ဆိုရတရရဲ့အာဏာကိုခွဲဝေထားဖို့ပဲဖြစ်ပါတယ်ဒါမှသာအာဏာ300ပြားရှိတဲ့နဲ့အုပ်ချုပ်ရေးအာဏာဥပဒေပြုရေးအာဏာတရားစီရင်ရေးအာဏာစားတဲ့အာဏာ3ခုရှိတဲ့နဲ့တူနဲ့တူအပြန်လန်းထိန်းကျောင်းနိုင်ဖို့လိုပါတယ်ဒါမှသာတစ်ခုခုကအင်အားအလုံးအကျွန်းမကြီးသွားမှာဖြစ်ပါတယ်ဒါပေမဲ့ဗမာသမိုင်းနဲ့လူဖွဲ့စည်းတိဆောက်ပုံကိုလေ့လာကြည့်ရင်လက်ရှိရှိနေတဲ့အခြေအနေကိုလေ့လာကြည့်ရင်ကတော့အုပ်ချုပ်ရေးဘိုင်းကိုကိုင်တဲ့လူတွေဟာတခြားဥပဒေပြုရေးနဲ့တရားစီရင်ရေးလူတွေဓာပို့ထက်မယ်ဆိုတာသိသာမြင်ပါတယ်ဒါကြောင့်လဲအုပ်ချုပ်ရေးဘိုင်းကိုအုပ်ချုပ်ရေးအာဏာကိုလူတူတယောက်တည်းသမရဆိုလိုမျိုးလူတူတယောက်တည်းမှာထားရတဲ့သမရနဲ့ဝန်ကြီးချုပ်2ယောက်ကြားမှာခွဲထားပါလို့ပြောဆိုတိုက်တွန်းခဲ့ပါတာဒါပေမဲ့အဲ့လိုပြောဆိုတိုက်တွန်းမှုကတော့သိဖြစ်နိုင်မယ်လို့မထင်ပါဘူးဆိုလိုတာကသမရလက်ထဲမှာ the power of the sword ဒါထက်တခုထားပေးထားမယ်ဆိုရင်တော့ပတ်စံအိတ်ကိုတော့ဝန်ကြီးချုပ်လက်ထက်မှာထားခဲ့ပါလို့ဆိုတာပါလက်ရှိနိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုတွေကိုကြည့်ရင်အတိတ်ကတမရောဆိုရနဲ့အတိုက်ခံတွေကြားမှာပြိပခါတွေကိုကြည့်ရင်အုပ်ချုပ်ရေးအာဏာကို2ယောက်လက်ထက်မှာထားတာဟာတင်တော်တဲ့အဖြစ်တစ်ခုအနေနဲ့နှစ်ဖက်စလုံးကမြင်နိုင်မှုရှိပါတယ်ဒါပေမဲ့လက်ရှိအခြေအနေကတော့လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကတော့အဲ့ဒါဖြစ်နိုင်မယ်လို့လက်ရှိမှာတော့အခြေအနေမှာတော့မထင်သေးပါဘူးနောက်တစ်မျိုးကတော့တန်လာတဲ့အစိုးရကိုရွေးကောက်ပွဲမကြာခဏကျင်းပပေးခြင်းအဖြစ်တန်လာတဲ့အစိုးရကိုချိန်ညင်အောင်လုပ်ထားတဲ့သဘောပါပဲအောက်လွှတ်တော်လို့ခေါ်တဲ့ပြည်သူ့လွှတ်တော်ရဲ့အဖွဲ့ဝင်တချို့တို့နှစ်တစ်ခါလောက်ရွေးချယ်ခြင်းအဖြစ်လုပ်လို့ရပါတယ်နောက်တစ်ခုကတော့လွှတ်တော်2ရက်မှာတယောက်ဗီတိုအာဏာနဲ့ပယ်ချလို့မရအောင်လုပ်ဖို့
လုပ်လို့ရပါတယ်ဒါပေမဲ့နိုင်ငံတော်အာဏာကအဲ့လောက်ခွဲခြားထားမယ်ဆိုရင်ခေါင်းဆောင်တွေဟာလွတ်တော်လည်းပဲသူတို့ချင်းချင်းညင်းနေရတဲ့အချိန်ပိုကုန်ပါလိမ့်မယ်တိုင်းပြည်အတွက်ဖွံ့ဖြိုးတိုးတက်ဖို့လုပ်ဖို့မကြိုးစားပဲတယောက်ကိုတယောက်ဆွဲနေတာနဲ့လေတယောက်လောက်တာကိုတယောက်ကန့်ကွက်နေတာလေတယောက်ကလက်နဲ့ရတာကိုတယောက်နဲ့တယောက်ကခြေနဲ့ဖြတ်တာတဲ့နေအချင်းကုန်နေပါလိမ့်မယ်လူအုပ်ကြားမှာလူရဲ့အကာကိုယူနေရတဲ့အချင်းကုန်ပါလိမ့်မယ်နောက်လူတူတယောက်ရဲ့အာဏာရှင်စနစ်မဖြစ်အောင်ပေါ့နော်လုံနိုင်တဲ့နည်းတစ်ခုကတော့ democracy ဒလိထုံးစံတဲ့ democracy အလေးကျင့်တွေကိုဖြည်းဖြည်းကြီးထွားလာအောင်ပေါင်းတင်ပေးဖို့ပဲဖြစ်ပါတယ်ပရမောင်ဆုံးနေနဲ့အလိုလေးကျင့်တွေကိုမတိမတာလုပ်ကြီးထွားလာအောင်လုပ်ဖို့နဲ့ပြီးတော့မှဖွဲ့စည်းပုံအခြေခံဥပဒေအရလုပ်ဖို့ပါလွတ်လပ်စွာပြောဆိုပိုင်ခွင့်လွတ်လပ်စွာရေးသားပိုင်ခွင့်စတဲ့လူမှုအခွင့်အရေးတွေကိုပထမဆုံးနေနဲ့မတိမတာပေးကြည့်မယ်ပြီးတော့မှအခြေခံဥပဒေအရအာမခံပေးတဲ့နည်းနဲ့လုပ်ဖို့ပါပဲဒါပေမဲ့ဗမာပြည်ဒီမိုကရေစီအတွက်မကောင်းတာကတော့လက်ရှိနိုင်ငံရေးလှုပ်ရှားလူတွေအစိုးရဘက်ကတိုက်ခံဘက်ကပါဒီမိုကရေစီကြတဲ့အလေးအကျင့်တွေနဲ့ဒလိထုံးစံတွေအကြောင်းကိုမပြောသလောက်ပါပဲ